ယောက်ျားတိုင်းလိုချင်ကြတဲ့မိန်းမအမျိုးအစားတစ်ပင်ပေါ်မှာမိန်းမသားပီသားစွာထိုင်နေတဲ့သူမကစီဆူနေပြီဖြစ်တဲ့ဒဲအိုးတွေကိုဟင်းရွက်တွေလျှောချလိုက်ပါရီဟော်တယ်စတိုင်းမီးတောက်တွေတက်နေတဲ့ဒဲအိုးတွေကိုတကိုင်းမှာတွဲလောင်းချထားတဲ့ပဲငယ်များရည်ကြီးအနှင်းငယ်နောက်ထပ်တွဲလောင်းချထားတဲ့ပလင်းတွေကခီးဦးစီတော်တော်များများရေကိုလမ်းကြောင်းတိုင်းလောင်းထည့်လိုက်ပြီးတော့တော်တော်များတဲ့အရေးဒီမှာသူမဟာသေးပေါက်ချမချဘသူမှသေးချမသိပါဘူးအဲ့လိုနဲ့လူနေရက်စာလောက်ရှည်တဲ့ရောင်းမတဲ့တစ်ပင်ပေါ်ကနေပြီးတော့အထားကျကျမှွေပြခဲ့ပါရီအဲ့ဒီတိုင်းချက်ပြုတ်စားတော့ပြီးစီးတဲ့အခါမှာတော့ပကံစီရမှပြင်းနေပြန်တဲ့အတွက်ယောက်ျားဖြစ်သူကသူမကိုကားနဲ့လိုက်ပို့ခဲ့ပြီးပကံလဲဆေးပြီးအပြင်လဲလင်းချင်းလေးထွက်ခံပြီးအစီအစဉ်လေးနဲ့သူမကကားပေါ်မှာမငြိမ်မသက်ဖြစ်နေတဲ့ဂျားကပကံတွေကိုတစ်ချက်ပြီးတစ်ချက်ဆေးနေခဲ့ပါရီအိုးကပကံစုံကိုပျော်ပျော်ရွှင်ရွှင်ဆေးကြောနေရင်ကားအကုန်လို့ဇလုံးတွေလွင့်ထွက်သွားတာကတစ်မျိုးနောက်ကတကောက်ကောက်လိုက်လာတဲ့ခွေးရတစ်မျိုးနဲ့ကြရက်ပေါင်းစုံကြားကအိုးခွက်ပကံတွေကိုဆေးကြောပြီးစီးတဲ့အခါမှာတော့ယောက်ျားဖြစ်သူကကားတကားဖွင့်ကလာကြိုခဲ့ပါရီရေဒီရောပကံတွေအပြင်လူပါပြုတ်ကျလို့မတက်ဖြစ်နေခဲ့ပေမယ့်အိမ်သားတွေအတွက်စေတနာအပြည့်ထက်ကလောက်ကင်ပေးရှာတဲ့အင်ရှင်မကဆက်စမိုင်နာကျိုးကြတဲ့အထိပကံဆေးပြီးခဲ့တာကြောင့်မလို့ယောက်ျားဖြစ်သူကဝမ်းသာလုံးလို့ကစုံပေါက်နေရပဲဖြစ်ပါရီ